ခု review ပေးမယ့်ဟာတော့ဟုတ်ပါတယ်နှကန်းထောင်းနေဆိုတော့နှကန်းနေဖြစ်ပါတယ်ကိုရီးယားမှာအရန် viral ဖြစ်နေတဲ့ MSC ကအသစ်ထွက်ထားတဲ့ Let's Check Glass Lip Tint လေးပဲဖြစ်ပါတယ်လက်ဆောင်ရထားတာပါပစ္စည်းအသစ်ဆိုတော့အရန်ဖောက်ချင်နေပြီအရန်ဆန်းချင်နေပြီအယောင်တော့လေးခုမှားထားပါတယ်ကဲအဲ့ဆိုရင်ပထမတစ်ပူရင်ဆန်းဖောက်ကြည့်ပါမယ်ကျွန်မကဒီပေါ်ဆုံးကတစ်ပူလေးကိုဖောက်လိုက်ပါမယ်သူကတော့ Posh Peak ဖြစ်ပါတယ်ကျွန်မပုံမှန်ဆိုအဲ့လိုမျိုးရောက်နေဆိုပါလို့ဆိုကျွန်မမျက်နှာနဲ့လိုက်ကိုအိုးသွားတယ်အခုတော့အဲ့ဒါ make up မလိမ့်ထားအောင်နော်unboxing လုပ်တဲ့ချိန်မှာကြည့်အဲ့လေတော်လေးအဲ့လေကျွီစီဖြစ်တယ်နော်ကဲဆိုကြည့်လိုက်မယ်ဆိုရင်ဘယ်လိုခံစားရမလဲသူရဲ့ texture လေးကတော့တော့ဝါဆိုပပလေးပဲလေးပင်မဖြစ်ဘူးနှခမ်းကြီးပဲဆိုလိုက်တာနော် make up လည်းမလိမ့်ထားဘူးကြည့်အဲ့တခုတည်းနဲ့အဆင်ပြေတယ်ဆိုတော့ဒါလေးကတယောက်တစ်ချောင်းလောက်တော့ရှိတင်တယ်ဈေးလည်းမကြည့်ဘူးကျွန်မဝယ်တော့ကတော့1000ကျော်လောက်ပဲကျတယ်1000နဲ့မှ50လား1000နဲ့မှ40ကျော်လောက်မသိအဲ့လောက်ပဲကျတယ်အဲကြောင့်ကျွန်မဆိုထားတော့ Posh Peak ပါကျန်တဲ့3ယောက်ကတော့နာမည်ကြီးကလာတွေပါ ASO Ccia နဲ့ Zomi တွေဒီ lip tint လေးတွေကိုမှာချင်တယ်ဆိုရင်ဒီအောက်မှာမမှုလန်လေးအကောင့်ကို mention ပေးထားပါမယ်ရှင်အဲ့အမစီမှာလို့ရပါတယ်နော်ကြိုက်တဲ့ရောင်လေးပြောပြီးတော့နှခမ်းနေမတည့်ဒီနှခမ်းနေမတည့်ဓမ္မတွေအတွက်ဆိုရင်တော့ဒီ amazing လေးကအရန်ကောင်းတယ်သူရဲ့ texture လေးကလည်းကောင်းတယ်ဖွင့်လိုက်ကြည့်ဆိုအီပြောင်လက်အယောင်လေးကလည်းကျန်တယ်နော်အဲ့လေးလို့ချင်းမာလိုက်ပါဘိုင်ဘိုင်မားလေးချက်ဖဲလေး